ဘုရားမြတ်စွာဘုရားတော်မူခဲ့တဲ့တရားအရာလူတွေရဲ့စိတ်ထဲမှာဖြစ်နေတဲ့စေတနာဆိုတဲ့တွန်းအားတွေကဘဝကြီးတစ်ခုကိုအဆုံးဖြတ်ပေးနေတယ်တတ္တဝါတွေရဲ့အခြေအနေကိုအဆုံးဖြတ်ပေးနေတယ်တတ္တဝါတွေကိုဖန်ဆင်းပေးနေတာသူဟာအဓိကသူတူတယ်လားလို့ဆိုမဟုတ်ဘူးဘယ်သူတွေပါတော့ဆိုအမှန်မသိတဲ့အဝိဇ္ဇာပါတယ်တွေ့တာမမောရတဲ့တဏှာပါတယ်မသိတာရဲ့လူချင်တာရဲ့လှုပ်တာရဲ့ဒီသုံးခုပေါင်းသွားတာပဲအမှန်တော့အမှန်မသိသည့်အတွက်ကြောင့်လူချင်မှုတွေဝင်လာလူချင်မှုတွေဝင်လာလို့လှုပ်ပြန်လှုပ်တော့ဘာဖြစ်ရဒါကပဲဝတ်သုံးပါးလို့ခေါ်တာစာလို့ပြောတဲ့အခါကျတော့ဝတ်သုံးပါးကခက်နေတယ်လို့ဖြစ်တယ်စာလို့ပြောရင်ကိလေသာဝကမ္မဝဝိပါကဝဝတ်သုံးပါးတို့ရဲ့ချုပ်ငြိမ်းရာလို့ပြောနေကြတယ်ဝတ်ဆိုတာလဲပတ်ပြီးတော့ဖြစ်နေတဲ့အကြောင်းတရားတွေကိုပြောတာအကြောင်းနဲ့အကျိုးပြောတာလဲပတ်ပြီးတော့နေတာလဲပတ်ပြီးရင်လဲပတ်တယ်ဆိုတာတစ်ရှိလို့နှစ်ရှိလာတယ်နှစ်ရှိလို့သုံးရှိတယ်ဟာဒီလိုလဲတာကိုပြောတစ်မရှိရင်နှစ်မရှိဘူးနှစ်မရှိရင်သုံးမရှိဘူးဒါလဲပတ်မှုရပ်သွားပြောအဲ့တော့ကြည့်လေဘုသုံးပါးဆိုတာဗမာလိုချင်းချင်းလေးမှတ်ချင်လိုချင်တယ်လှုပ်တယ်ရတယ်လိုချင်ပြန်တယ်လှုပ်ပြန်တယ်ရပြန်တယ်ဟောလိုချင်တာကိုကိလေသာဝလှုပ်တာကိုကာမဝရတာကိုဝိပါကဝလို့ပြောတယ်ဒါနဲ့သွားတာပဲလေလိုချင်မှုဆိုတဲ့ကိလေသာဖြစ်သည့်အတွက်ကြောင့်ကာမဝဆိုတဲ့ကောင်းကံဆိုးကံတွေကိုလှုပ်တယ်လှုပ်သည့်အတွက်ကြောင့်ဝိပါကဝဆိုတဲ့အကျိုးတရားတွေကိုရတယ်ရနေတော့ဒီတိုင်းရနေလားဆိုမရပြန်ထပ်လိုချင်ထပ်လိုချင်တယ်ဆိုတာတော့အမှန်တမ်းထင်ရှားတယ်လေလိုချင်မှုကရမရလာရှိုးမျိုးစုတွေမျိုးသားတွေပဲကြည့်ပေါ့တိုက်တလုံးရရင်နောက်ထပ်ယူအောင်မလားဆိုရင်မေးရင်ဟောကားတစ်စီးရရင်နောက်ထပ်ကားတစ်စီးယူအောင်မလားဆိုရင်ယူမှာပဲလိုချင်မှုကရမှမရထားလေအဲ့ဒါလို့ကိလေသာဝကမ္မဝဝိပါကဝအဲ့ဒီဝတ္တမလဲနေတာအဲ့ဒီဝတ္တမကိုရဆိုင်ခြင်းဘာကိုရဆိုင်ရမှာလဲကိလေသာဝကိုဖယ်ရမှာကိလေသာဝဆိုတာလိုချင်မှုအမှန်မသိမှုဒါကိလေသာဝခေါ်တယ်အမှန်သိသွားရင်မလိုချင်တော့မလိုချင်ရင်မလုပ်တော့မလုပ်ရင်မရတော့ဘူးပေါ့ဒါပေါ့